အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဩဂတ်စ်လ20ရက်နေ့အတွက်ကျွန်တော်ရဲ့ကြောင်းမြ follow လေးလာပါခင်ဗျာမနေ့ကတော့ကြောင်းမြ follow ကျသွားတယ်ပေါ့နော်ကျွန်တော် setting ကို back ကန်ပြီးတော့အောက်အတင်း less list ကိုပေးတယ် setting က3ခုပြတ်ပဲလုံးဝကိုနိုင်သွားတယ်ဒါပေမဲ့ကျွန်တော်အကြောင်းပြချက်ပေးရတော့မဟုတ်ဘူးနော် less list က9ရင်သွင်းတာစုစုပေါင်းနေနဲ့ပြော less list ကနှလုံးသွင်းတယ်အဲ့ဘွဲပြော setting နိုင်ရင်ကျွန်တော်9မပြတ်ဘူးအဲ့လောက်ပဲမှန်းထားတာအများဆုံး1Z2132အဲ့လိုပဲမှန်းတာပေါ့နော်တကူပြတ်အဲ့လိုပဲမှန်းလာတာကိုအရန်ပြတ်လောက်ထိတော့မမှန်းဘူးအဲ့တပြော90နဲ့ရင်းမေးဆိုပြီးတော့ကျွန်တော်ရွေးလိုက်တာပေါ့နော်တကယ်ကန်တော့လေလက်စလင်းကဥဆောင်ကိုအရင်သွင်းတယ်တိတ်မကြဘူးပွဲစားပြီဒါပေမဲ့လူကျွန်ဘောဖြစ်နေတယ်နောက်တစ်လုံးထပ်သွင်းတယ်လူကျွန်ဘောဖြစ်တယ်အဲ့တော့ဘလို့မှအဆင်မဖြစ်သွားတယ်ဆဲတစ်က3ခုပြတ်နိုင်သွားတယ်အမရှောင်း target တို့ဘာလို့မှကိုရီလက်စလင်းကအများကြီးတာတယ်ဒါကြီးလည်းပြောနေရတာလည်းတိတ်တော့မပြောချင်တော့ပါဘူးဒါရှုံးနေပဲထားလိုက်ပါကိုရဲ့ရွေးချယ်မှုမှားသွားတယ်ပေါ့နော်ဒါပေမဲ့မနေ့ကကျွန်တော်ရဲ့ member user ကတော့ plus ထပ်နေပါသေးတယ်ကျွန်တော်ဂျားရက် plan 3ရက်ပေါ့နော်ဂျားရက် plan 3ရက်မှာ2ရက်ပြီးသွားပြီ2ရက်လုံး plus ထွက်တယ်ပထမတစ်ရက်မှာ2ဆပွဲအပြည့်အောင်နဲ့200တစ်ဆပွဲတစ်ပွဲအပြည့်အောင်နဲ့300ပြ60တစ်ဆပွဲပြ60ကြားတယ်240အမြတ်ထွက်တယ်မနေ့က2ဆပွဲပြ40ရတယ်ကျွန်တော် set ပွဲ9ပေါ်ကို2ဆပွဲပြီးတာပေါ့နော်အဲ့မှာပြ40ရအဲ့မှာ80ရတယ်ပြီးတော့ဒီနောက်တစ်ပွဲစလိုဗန်9အောက်အပြည့်ရတယ်280တဆပွဲပြောင်းမြောက်ဟိုလိုတဆပွဲတစ်ပွဲလေးကျသွားတော့ကြောင့်မနေ့ကပြ80အောင်ပါတယ်အဲ့တော့ဒီ2ရက်ပေါင်းဂျားရက် plan ပေါ့နော်ဂျားရက် plan 2ရက်ပေါင်းမှာပထမအင်္ဂါညမှာ240မြတ်တယ်မနေ့ညကပြ80မြတ်တယ်ဆိုတော့300ကျော်ပေါ့နော်320အမြတ်ထွက်ထားပါတယ်ဒီညမှာတော့ဂျားရက် plan ရဲ့နောက်ဆုံးညဖြစ်ပါတယ်နောက်ဆုံးညမှာကျွန်တော်မောင်းလေးတွေလည်းရွေးပေးမှုပေါ့နော်အဲ့တော့ကျွန်တော်နဲ့လက်တွဲလို့ရပါတယ်ဒီ plan တစ်ခုရဲ့မှလက်တွဲလို့ရတာမဟုတ်ဘဲနဲ့ဒီနေ့စဝင်နောက်တစ်လပြည့်နေရှိတစ်လ plan လဲရှိပါတယ်တစ်လ plan ကိုကျွန်တော်3သိန်းကျပ်ပဲယူထားတာဖြစ်ပါတယ်ဒီနေ့တော့ conference league နဲ့ Europa League ချစ်စပွဲတွေရှိတယ်အဲ့တော့ကျွန်တော်ကပြောင်းမြန် follow အရာပြောင်းမြန် follow theory နဲ့ဝင်နေတဲ့တစ်ခွက်ကိုတွေ့ထားပါတယ် Brighton go out ဖြစ်ပါတယ်Brighton က Euro conference league ပေါ့နော်သူကတော့ conference league play off ချစ်စပွဲပကြောအဖြစ်အဝေးကွင်းမှာထရွန်ဆိုကိုတလုံး20နိုင်ကြော်ပေးထားတယ်ဘိုးပေါင်းစီ3လုံး80အနိုင်ဟိုရီစီမူလာတက်စီမှာ3လုံးတလုံး30နိုင်ဘိုးပေါင်းစီကကျတော့မူလာတက်စီမှာ3လုံး50နိုင်ဘိုးပေါင်းစီပြ20ကျလာအဓိကပြောချင်တာကတော့ဘိုးပေါင်းစီထရွန်ဆိုကဗျာအားလုံးလည်းသိရသူနော်ဝေကလတိုက်စစ်အရန်ကောင်းတယ်ခန့်စစ်ညံ့တယ်နောက်ဆုံး10ပွဲမှာနောက်ဆုံး9ပွဲမှာ10ပွဲအထိတော့မှဂိုးပေါ်ကစားထားတယ်အဲ့ဒီ9ပွဲမှာတိုက်စစ်ကစုစုပေါင်း24ဂိုးလောက်သွင်းထားတယ်တလုံး2ဂိုးနှုန်း2ဂိုးကျော်တပွဲကိုပေါ့နော်ပြန်ပြန်အပြင်တပွဲကို3ဂိုးနီးပါးလောက်သွင်းထားတာထွန်ဆိုကBrighton ကလည်းရာသီခြေစမ်းပွဲ4ပွဲကစားတယ်ဒါသူတို့တက်ကတော့ပထမဆုံးပြိုင်ပွဲသွင်းပွဲရာသီခြေစမ်းပွဲ4ပွဲကစားတယ်4ပွဲလုံးနိုင်တယ်ပြီးတော့အဲ့4ပွဲမှာနောက်ဆုံးပွဲဘောလောနာပွဲကလွဲလို့ကျန်တဲ့3ပွဲစလုံးကိုဂိုးတွေပေါ်ထားတယ်တိုက်စစ်ကလည်းအဲ့4ပွဲမှာ7ဂိုးသွင်းတယ်မဆိုးပြီးတော့ Brighton ကဒီရိုမာတို့ဘောလောနာတို့အဲ့လိုအသင်းမျိုးတွေနဲ့ခြေစမ်းခဲ့တာပေါ်အသင်းတွေနဲ့ခြေစမ်းပြီးတော့ဇုံတွေပေါ်ရခဲ့ဇုံပေါ်တွေကစားခဲ့တာမဟုတ်သူတို့နဲ့မကွာတဲ့သူတို့ထက်တော့ပုံမြင့်တဲ့အသင်းတွေနဲ့ခြေစမ်းပြီးတော့ဂိုးတွေပေါ်ထားတာတိုက်စစ်ကအရန်ကောင်းတယ်အဲ့လိုအသင်းနဲ့တိုက်စစ်အရန်ကောင်းတဲ့အသင်းနဲ့တွေ့တဲ့ပွဲမှာဘိုးပေါင်းစီ380နိုင်ကတော့ကျွန်တော်ကတော့ဘလို့မှလက်တင်ခံလို့မရဘူးပေါ့နော်ကိုဖို့သမားတွေက3လုံးသွင်းတယ်ပြ80ရနေပြီပြ80ဆိုတော့ဗျာအရန်ရတာပေါ့30လောက်ဆိုရင်တော့မှတစ်မျိုးပေါ့နော်3လုံး30အနိုင်လောက်ဆိုရင်တော့မှတစ်မျိုးစဉ်းစားလို့ရသေးတယ်အခု3လုံး80အနိုင်ကတော့ကျွန်တော်စိတ်နေတာတော်တော်လေးကိုပြော့တယ်ဈေးကတကယ်ကိုဖြောင်းမြန်ဆက်စစ်ကြီးဖြစ်နေရလို့ကျွန်တော်ကတော့ထင်ပါတယ်အဲ့ဒါကြောင့်မို့လို့ကြာတာပရိညကျွန်တော်ရဲ့ဖြောင်းမြန် follow က Brighton go out ဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ